မင်္ဂလာပါဒီတစ်ပတ်မှာတော့အိမ်မှာ steak လုပ်စားပြင်ရင်းနဲ့ဗီဒီယိုရိုက်ထားတာလေးကိုမျှဝေပေးခြင်းပါတယ်ကဲဒါဆိုရင်အိမ်မှာအလွယ်တကူနဲ့အရသာရှိတဲ့ steak ဘယ်လိုလုပ်မလဲဆိုတာဗီဒီယိုလေးကိုဆက်ကြည့်ပေးပါနော် steak လုပ်ဖို့အတွက်အမဲသားအပြင်အတူတွဲစားဖို့အသီးရွက်တွေလည်းပြင်ဆင်ထားပါမယ်ပြီးတော့တန်လွင်စီနဲ့ထောပတ်အနှဲငယ်လည်းလိုအပ်ပါမယ်နော်အနက်မွေးကျင်နေဆိုရင်တော့ကြက်သွန်ပြူနည်းနည်းထည့်လို့လည်းရပါတယ်အရင်ဆုံးအမဲသားတွေကိုရေဆေးပြီးတော့ရေကို6အောင်တုပ်ရပါမယ်။ပြီးရင်အသားရဲ့မျက်နှာပြင်နှစ်ဖက်စလုံးကိုခရင်းနဲ့ထိုးပါမယ်နော်။အဲ့ဒါပြီးမှစားနဲ့ငရုတ်ကောင်းဖြူပြီးတော့အရသာအသားထဲဝင်အောင်လို့နေပေးပါမယ်။ချက်ချင်းစားမယ်ဆိုရင်တော့အမဲသားကိုအခန်းအပူချိန်နဲ့အပြင်မှာဒီတိုင်းထားလို့ရပါတယ်။တကယ်လို့နောက်မှချက်စားမယ်ဆိုရင်တော့ရေခဲတစ်တာတွေထည့်ပြီးတော့မချက်ခင်နိုင်ဝဲလောက်အလိုကြမှာရေခဲတစ်တာတွေကနေထုတ်ပြီးတော့အခန်းပူချိန်မှာပဲထားပေးပါနော်အသီးရွက်တွေကိုလည်းလိုအပ်သလိုလှီးပြီးတော့ရေဆေးထားပါမယ်အသီးရွက်ကတော့ကိုကြိုက်ရာထည့်လို့ရပါတယ်ကဲ steak စားလုပ်ပါတော့မယ်နော်အရင်ဆုံးမကတ်တဲ့အိုးတွေကိုတန်လွင်စီထည့်ပါမယ်မီးအပြင်းဆုံးနဲ့စီပူလာရင်အမဲသားထည့်ပြီးတော့အပေါ်ရန်အသားတွေကျက်တဲ့အထိကိုတစ်ဖက်စီဟိုဘက်ဒီဘက်လှည့်ပေးပါမယ်စီပေါက်တတ်တာမို့သတိထားပါနော်ကျက်သွန်ပြူအနှဲကြိုက်တယ်ဆိုရင်တော့အမဲသားကိုအခုလိုအိုးပူတိုက်နေတော့မှပဲကျက်သွန်ပြူလီးထားတာနည်းနည်းထည့်ကြော်ပေးလဲရပါတယ်အဲ့ဒီလိုတစ်ဖက်စီလှည့်နေရင်းနဲ့2မိနစ်3မိနစ်လောက်ကြာလို့အသားကအပေါ်ကအယောင်ပြောင်းလာပြီဆိုရင်တော့မီးခလုတ်ပိတ်ပြီးတော့ထောပတ်ထည့်လိုက်ပါမယ်နော်ကျမကတော့အသားနည်းနည်းပူကျက်သွားအောင်ဆိုပြီးတော့ toaster oven မှာအပူချိန်350လောက်နဲ့5မိနစ်လောက်အသားကိုအပူပေးပြီးတော့กินလိုက်ပါတယ်အသားကိုအာဗန်ထဲထည့်ထားတော့မှအသီးရွက်တွေကိုရေနွေးနဲ့ခဏလောက်ပြုတ်လိုက်ပါတယ်ပြီးတော့မှအသားကိုအိုးပူပေးတော့ကလက်ကျန်စီနဲ့ပြုတ်ထားတဲ့အသီးရွက်တွေကိုထည့်ပြီးတော့ကြော်ပါမယ်နော်အရသာအနေနဲ့ကတော့စားငရုတ်ကောင်းနဲ့ထောပတ်ထည့်ပြီးတော့ခဏလောက်ကြော်ပေးရင်ရပါတယ်စတိတ်နဲ့အတူတွဲစားတဲ့အသီးရွက်တွေကကလေးတွေစားတတ်တာနဲ့သူတို့ကြိုက်တာတွေကိုပဲထည့်ထားတာပါကညွန့်လိုမျိုးနဲ့အတူတွဲစားရင်လည်းအရန်စားလို့ကောင်းပါတယ်9မိနစ်ပြည့်သွားပြီဆိုရင်တော့အမဲသားကိုအာဗန်ထဲကထုတ်ပြီးတော့ခဏလောက်အေးခံပြီးတာနဲ့ကိုယ်စိတ်တိုင်းကြလှီးထားပါမယ်အတူတွဲစားဖို့အသီးရွက်တွေကလည်းအစင်သင်းဖြစ်နေပြီးsteak ကလည်းကြက်ပြီဆိုတော့စားလို့ရပါပြီအခုလိုချက်ထားတဲ့ steak ကသူ့ကြီးပဲစားမယ်ဆိုရင်တော့အရသာကနည်းနည်းပေါ့တဲ့အတွက်အိမ်မှာတော့ရှာလကာရည်နဲ့ပဲငယ်ပြားရည်လိုဆက်ထားတဲ့ဟာမျိုးနဲ့တွဲစားပါတယ်အခု steak လုပ်နည်းလေးကကျမအိမ်မှာလှူစားနေကြနည်းလေးကိုမျှဝေပေးတာဖြစ်ပါတယ်။ဒါကြောင့်မိတ်ဆွေတို့လည်းအဆင်ပြေမယ်ဆိုရင်လှူစားကြည့်ပါနော်။အခုဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။ဗီဒီယိုကိုကြိုက်နေတတ်တယ်ဆိုရင် like and share လုပ်ပေးဖို့နဲ့ steak လုပ်တာနဲ့ပတ်သက်ပြီးတော့သိချင်တာမေးချင်တာရှိရင်လည်း comment မှာချန်ထားခဲ့ပါနော်။ကျမရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ပေးဖို့မမေ့ပါနဲ့နော်။နောက်ဗီဒီယိုဒီမှာပြန်တွေ့ပါမယ်။ Bye bye